စပါးက Brentford နီးပြ Thomas Frank ကို2028အထိနီးပြခန့်အပ်လိုက်ပါပြီအားလုံးပဲမင်္ဂလာပါ Gobi Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကိုစောပါစပါးအသင်းရဲ့18နှစ်တာဖလားလက်မဲ့နေ့ရက်တွေကိုရပ်တန့်ပေးခဲ့တဲ့ Postecoglou ဟာ Europa League Final အောင်ပွဲအပြီးတိတ်မကြခင်မှာပဲယာရုကထုတ်ပယ်ခံခဲ့ရပါတယ်ပြည်ရင်းရလက်တွေဆိုးရွားလွန်ခဲ့ပေမဲ့ကစားသမားတွေကနီးပြကြီးကိုထောက်ခံကြပါတယ်ဒီဆုံးဖြတ်ချက်ကသူတို့မမျှော်လင့်ထားတဲ့အရာဖြစ်ခဲ့တယ်ဒန်နီယယ်လီဗိုင်းလက်ထက်မှာ Postecoglou မပြောနဲ့မော်ယိုကွန်တီတို့တောင်ကြားမခံပါဘူးညူနိုဆန်တို့ဆိုရင်လေးလာဝင်းကျင်မဲ့နီးပြခွင့်ရခဲ့တယ်ဒီလိုနီးပြတွေကိုအချိန်ပေးလေးမရှိတဲ့အသင်းပိုင်ရှင်လက်ထက်မှာစပါးနီးပြယာတို့ဟာတိတ်ပျော်စရာကောင်းမှာတော့မဟုတ်ဘူးမသေးကြမရေရာချင်းနေနဲ့ဖလားလက်မဲ့ယာတီတွေကသာဒီအရက်မှာကြီးစိုးခဲ့တယ်ပူလောင်လုံးတယ်တစ်ဖက်မှာ Thomas Frank ကခြားနာတဲ့ဇယိုက်ကိုပိုင်ဆိုင်ထားတယ်စန့်ကျင်ဘက်လို့သူတို့ရဲ့ပေါင်းစပ်မှုကဘလို့ဖြစ်လာမလဲစိတ်ဝင်စားစရာကောင်းပါတယ် Premier League ကလပ်တွေတဲ့နီးပြနဲ့ကစားသမားပရိသတ်တွေကြားကဆက်နွယ်မှုကိုထင်ထင်ရှားရှားပေါ်လွင်စေတဲ့အသင်းဟာ Brentford ပဲပွဲတစ်ပွဲပြီးတိုင်းရလက်ဘလို့မျိုးပဲထွက်ခဲ့ပါစေ Frank ကပရိသတ်တွေကိုအပြုံးချိုချိုနဲ့လိုက်နှုတ်ဆက်လိရှိပါတယ်သူတို့ကြားကယင်းဒီနွေးထွေးမှုကိုကူးစက်ခန်းစားမိစေတယ်။9နှစ်ဆိုတဲ့တန်ရောစင်ဟာနဲတာမှမဟုတ်ပဲ။ Frank က Premier League မှာ Guardiola ပြီးရင်တက်တန်းအရှိဆုံးနီးပြဖြစ်ပါတယ်။ Pro ဘောလုံးသမားဘဝကိုဖျက်ဆီးခဲ့ခြင်းမရှိပေမဲ့နီးပြလောကထဲရောက်လာခဲ့တာကလည်းထူးခြားတယ်။သူ့ဇာတိ Academy အသင်းတွေကနေနီးပြဘဝကိုစတင်တယ်။ဒိမတ်ရဲ့တက်တန်းလိုက်လူငယ်အသင်းတွေကိုကင်တွယ်ခွင့်ရခဲ့တယ်။နောက်တော့ဒိမတ်ထိပ်သီး Bromby ကိုကင်တွယ်ခွင့်ရတယ်။2016မှာ Brentford နီးပြ Dean Smith ရဲ့လက်ထောက်အဖြစ်အင်္ဂလန်မြေကိုခြိချခဲ့တယ်။2018မှာနီးပြချုပ်ဖြစ်လာပြီး2021မှာ Brentford ကိုတန်းတက်ခွင့်ရအောင်ဦးဆောင်နိုင်ခဲ့ပါတယ်။အလွန်သေးငယ်တဲ့ဘတ်ဂျက်ပမာဏနဲ့သာလှုပ်ရှားခဲ့ရပေမဲ့ Brentford ဟာတန်းဆင်းဆောင်အန်ရီတွေကိုရှောင်လွှဲနိုင်ခဲ့ပြီး Premier League ရဲ့အလဲလက်အသင်းဖြစ်တင်တောင်းတင်နဲ့ရပ်တည်လာနိုင်ခဲ့တယ်။နီးဗျူဟာရှူတောင်ကိုအရင်မပြောခင်မှာပုံကိုတယောက်အနေနဲ့ Frank ဟာနှစ်လိုပဲကောင်းတယ်။ကစားသမားတွေပြည်သက်တွေနဲ့သူ့ကြားကဆက်ဆံရေးဟာယာဂင်ကလော့နဲ့အန်ဖီလိုမျိုးပါပဲ။အသင်းသားတယောက်ချင်းစီရန်ကိုတကယ်မိတ်ဆွေရင်ချလိုမျိုးဆက်ဆံတယ်။ဝန်ထမ်းတွေအားလုံးပေါ်ဖော်ယူတယ်။ဒီလိုနဲ့နှွေးထွေးစည်းလုံးနဲ့အဝေးလဲကန်းကိုတိစောက်ခဲ့ပြီးဒီ collective spirit ကနေတဆင့်ဖြိုလဲရခတ်တဲ့ Brentford ရဲ့လို့ဖြစ်လာတာပါဒါပေမဲ့ဒီမှာကသူ့ကိုအပြည့်အဝထောက်ခံသူတွေကြီးဖြစ်ပြီးဖိအားအယမ်းနဲ့လန်ဒန်မှာတော့ဒီလိုဖြစ်လာမှာမဟုတ်ဘူးလက်တွေ့ရလက်ကိုပဲကြည့်လိရှိတဲ့လီဘိုင်းကအမားခံမှာမဟုတ်သလိုမီဒီယာဖိအားတံကိုလည်းအခုထပ်ပို့ပြီးခံနိုင်ရပါတယ်ထိပ်သီးအသင်းကြီးတစ်သင်းမှာ Frank အတွက်ပထမဆုံးအတွေ့အကြုံပဲမဟုတ်လားနီးဗျူဟာရှူတောင်အရာကြည့်မယ်ဆိုရင် Frank ကအလွန် flexible ဖြစ်တဲ့နီးပြတယောက်လို့ဆိုပါမယ် idea တစ်ခုကိုတရားသေးစုပ်ကင်ထားတာမျိုးမရှိဘဲပြိုင်ဘက်အပေါ်မူတည်ပြီးအလိုက်တင်ပြောင်းလဲနိုင်တာကိုတွေ့ရတယ်ဘောလုံးပိုင်ဆိုင်မှုအသားပြီးဟန်ကိုမြင်ရတယ်လို့တံမြန်တိုက်စစ်တဲ့ transition တွေကိုလည်းအသုံးချနိုင်တယ်။တခါတရံမှာအင်္ဂလိပ်ဆန်ဆန်တိုက်ရိုက်အမြင်ဘောပေးပို့မှုတွေတီကန်ဘောတွေကိုအားပြုတာမျိုးလည်းမြင်ရတာပဲ။ Brentford ရဲ့ပွဲပေါ်ချင်းကပ်ပုံကခံမှန်းရခက်ပါတယ်။ထင်ရှားတာက Brentford ကစားသမားတွေဟာစုဖွဲ့မှုနားလည်မှုနဲ့အပြန်အလှန်ပေးဆက်မှုတွေကိုသာအားပြုကစားကြတယ်ဆိုတာပါပဲ။ Frank လက်ထက်မှာ Ivan Toney, Mbeumo, Wisa တို့ကပိုကောင်းတဲ့တိုက်စစ်မှုတွေဖြစ်လာကြပါတယ်။ပြီးခဲ့တဲ့ရာသီမှာ Brentford ကအဆင့်30, စပါးကအဆင့်19မှာရပ်တည်ခဲ့ပါတယ်။စပါးထက်ဂိုးလည်းပိုသွင်းနိုင်ခဲ့ပြီးပေးဂိုးလည်းပိုနေခဲ့ပါတယ်ဒီလိုနီးပြမျိုးအတွက်အခုလိုအသင်းကြီးတစ်သင်းမှာနီးပြခွင့်ဟာထိုက်တန်ပါတယ်သူသွားရမယ့်စပါးဟာတည်ငြိမ်အေးချမ်းတဲ့ဒေသတစ်ခုတော့မဟုတ်ဘူးပေါ့ Postecoglou နဲ့ခြားနားတဲ့ character အလွန်နွေးထွေးစည်းလုံးတဲ့ဝင်းကျင်တစ်ခုကနေရောက်လာခဲ့သူနီးပြသစ်ရဲ့စပါးရဲ့ atmosphere ကိုပြောင်းလဲပေးနိုင်အောင်မလားရင်ခုန်စရာပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်